ဆိုင်ကတော်တော်ကိုစုပ်ပြတ်တက်တယ်အဲ့ဆိုင်ကတော့1990ခုနှစ်ကဆိုင်ခဲ့တယ်စူပါကတ်နော်တော်တော်ကိုစုပ်ပြတ်တက်တယ်ဟာဘီယာကုန်နေတော့ထွက်လာရေးအဲ့ကျိုးစက်တာပို့ပလိုက်ပါတော့ဗျာရရကိုမရှိစုပ်ပြတ်တက်နေဘာမှကိုအကောင်းမရှိပါဘူးစုပ်ပြတ်တက်အဲ့ဒီဘေးကိုအသစ်ဖြစ်အောင်ပြန်လုပ်မှာနော်တကယ်အမခံမိုက်ဗျဘာမှရရမရှိဘူးဗျာအဲ့စူပါကတ်အင်ဂျင်လေးတွေကလေတေးသေးလေးတွေလည်းချစ်စရာကောင်းတယ်မာတယ်နော်ကျွန်တော်တို့ခုတည်းဒီစူပါကတ်တွေကိုကြိုက်တယ်စူပါကတ်အင်ဂျင်ကနင်းနိုင်ရင်တော့အရသာတွေ့တယ်နော်တန်ကြီးတွေကစေးသားတွေကကွာပြီးတန်ကြီးတွေကတက်နေတာဗျသူရဲ့အတန်ရဲ့အရေးသွေးရတော့နော်မပြတ်စီးသေးဘူးဗျအင်ဂျင်တွေတေချာတက်ပြန်လို့အောင်ကစားစီပြန်လို့အောင်ပါဗျအကုန်လုံးပြန်ပြင်ရမှာအေးစိုးလေးကြည့်လိုက်အောင်မဲတူးနေရပဲတော်တော်သုံးထားလို့ရတယ်နော်အေးဘောရှစ်ကကဆိုတော့လမ်းတွေမကောင်းပါလေမကောင်းဆိုတော့သူတို့ဒါစောက်ထဲကပုံစံအတိုင်းသူတို့ပြင်မဲ့ပုံပေါ့နော်အားကိုစုပ်ပြတ်တတ်တယ်အဲ့ပစ္စည်းတွေကဝယ်လို့ရတော့မလားစီးရပါပဲကောင်းတာလေးတွေပြန်တော့မကောင်းတာတွေကိုသူတို့ထုံပြီးတော့လုပ်မှာပေါ့ဗျာကြောင်သွားတာအဓိကသူဟိုပါပဲလက်နဲ့လားအပြည့်စုံရှိတယ်နော်ဆိုရင်ဒါပြင်ရတာနေရာမှာအချိန်ရတက်တာနော်လက်နဲ့အပြည့်စုံရှိရကွာအစုံရှိတယ်ကျွန်တော်တို့တန်ကြီးတွေချွတ်တဲ့စီးအကောင်းသားတွေရှိတယ်ဆိုပြင်ရဆရာလားပို့ပြီးတော့လွယ်ကူစေတာပေါ့ဗျာဖောက်တွေလည်းရစရာမရှိတော့အဖောက်ပြန်သုံးပါသူကပြန်သုံးပါဖရမရတော့အစားထိုးမှာပဲရမယ်တော်တော်ကိုစွေ့မြင့်နေတာရှိဒီချက်ဘာတော့စီကျွန်တော်ကြည့်နေတဲ့သူတွေကလေဒီဗီဒီယိုဆိုင်ကယ်ကိုအဟောင်းကိုအစ်စ်ကပြန်ပြီးပြုတ်ပြင်တာအစ်စ်ဖြစ်အောင်ပြန်လဲပြုတ်ပြင်တာကြည့်နေတဲ့သူတွေမှလားကျွန်တော်တို့မှလားညံနေထင်ရပဲတကယ်လက်တွေမှာတော့တော်တော်အချိန်ပေးရမှာဗျအနည်းဆုံးမပေးရအောင်ဆိုကျွန်တော်တစ်လကျော်45ရက်50လောက်တော့ပေးရမှာဗျနော်ကိုယ်တိုင်ချုပ်ပဲဟဲ့အဲ့ဒါကိုလည်းကိုယ်တိုင်ချုပ်ကိုယ်တိုင်ပြင်မယ်ကောင်းတယ်ဗျဒါပစ္စည်းတွေဝယ်လာပြီအစားထိုးအောင်ပစ္စည်းတွေအေးစောကတော့စုပ်ပြတ်တတ်နေရပဲအေးစောလည်းပြန်သုံးပါဗျဖားရရှိရဖားမှာပေါ့ဒီဗီဒီယိုဖိုင်လေးရဲ့ရည်ရွယ်ချက်ကဆိုင်ကကျွန်တော်တို့ပြင်တဲ့သူတွေဆိုင်ကချစ်တဲ့သူတွေအတွက်ပေါ့နော်ဘူးသူရာရစရာလေးတွေပေါ့ဒါကိုမသိတာလေးတွေမြင်တဲ့အခါမှာလည်းကိုသိရှိသွားတာမျိုးကိုခံစားရအောင်လို့ဒီ reaction ကိုလုပ်ပေးခြင်းဖြစ်တယ်နော်လိုက်လက်မလေးတွေပေးခဲ့ပါအောင်နော်မိမိတို့နောက်နေ့တွေမှာလည်းစာလို့ဆိုင်က reaction လေးတွေကိုကျွန်တော်အဆက်မပြတ်တင်ပေးပါမယ်ဘယ်လိုဆိုင်က reaction တွေကိုကြည့်ချင်တယ်ဆိုတာကိုလည်း comment လေးမှာဖြေကြားပေးပါအောင်နော်ဒီစိတ်ကလာပါတော့9နာရီကြာရဲနော်ရှိကစပိန်ဆိုင်ကယ်လေးလို့စပိန်လို့တော်တော်မာတယ်ဗျအခုကပိန်နေတယ်ကွာကြီးကြိုက်တယ်အဲ့လိုစူပါကတ်လေးကိုပိုချစ်တယ်ပိုကြိုက်တယ်ကျွန်တော်မှလည်းအရင်တော့စူပါကတ်တစ်စီးရှိခဲ့ဘူးလေနောက်ပိုင်းဘယ်လိုမှအဆင်မပြေတော့ကျွန်တော်ပြန်ရောက်လိုက်တာစူပါကတ်လေးတွေကကြိုက်တယ်သဘောလဲကျတယ်စန်တာစီတန်ကြီးစီတိုင်းကြီးအစ်ပြန်လုပ်လိုက်နော်စေးရတယ်ချိန်စမောဘက်ကကောင်းလို့မလားပြောင်းကိုတိုက်ပြတာကြီးတော့ချိန်ပြရပါနော်ကျွန်တော်တို့ကတော့ဆိုင်ကယ်ကိုချစ်တယ်ဒါပေမဲ့ဆိုင်ကယ်တော့မပြင်တတ်ပါဘူးဗျာ။အဲ့လိုမျိုးဆိုင်ကယ်ပြင်တဲ့ဗီဒီယိုလေးကြည့်ရမျိုးသဘောကျတယ်ပြီးတော့ပညာယူရတာတော့သဘောကျတယ်ကိုမသိတာလေးတွေမြင်ရတယ်သဘောကျတယ်ကိုနိုင်ကတော့ဆိုင်ကယ်မပြင်တတ်ပါဘူး။ဒါဘာပြောကိုလိုမျိုးဆိုင်ကယ်ချစ်တဲ့သူတွေဆိုင်ကယ်ပြင်တဲ့သူတွေဒီဗီဒီယိုလေးကိုမြင်တဲ့အခါမှာကိုမသိတာလေးတွေသိရတယ်ကိုနားမလဲတာရှိတာတွေကိုနားလဲနိုင်အောင်လို့နော်ရည်ရွယ်ချက်ကတော့ reaction လုပ်ခြင်းဖြစ်တယ်။ဟုတ်ဖောက်တော့ကောင်းသွားပြီနော်။
ချင်းနှင်းတောင်ချင်းနှင်းတောင်တွေကမစားဟိုအစ်စ်မထည့်လိုက်ဘူးဒီအဟောင်းကိုပဲကာယာတော့ကိုဖြုတ်ပြီးပြန်ထည့်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်နော် TikTok မှာမြင်နေဆိုရင်လည်း TikTok မှာလည်းကျွန်တော်ကို follow လေးလုပ်ခဲ့ပေးပါအောင်ကျွန်တော် TikTok မှာလည်းတင်ပါတယ် YouTube မှာလည်းတင်ပါတယ်နော်အိုးမကောင်းတော့ဘူးဟောဒါကြတော့အစ်စ်လဲပြီအစ်စ်လဲပါလေရမှာမင်းဟာတော်တော်ဆုတ်ပြတ်တယ်မတားရအစ်စ်ထက်နောက်ဘွိုင်းရှေ့ဘွိုင်းနောက်ဘွိုင်းတော့အထူးထည့်နော်ဒီဆိုင်ကရဲ့အမျိုးအစားကပါဆိုင်ကရဲ့အမျိုးအစားလဲသိတဲ့သူများဆရာများရှိတယ်ဆိုရင် comment လေးမှာလန့်ခဲ့ပေးပါအောင်နော်ဒီဆိုင်ကရဲ့အမျိုးအစားကပါဆိုင်ကအမျိုးအစားလဲOh my god အစ်ဖြစ်သွားတော့တော်တော်ကိုလှပဲဆိုင်ခဲ့ပြီနော်အဲ့လိုတိတိကိုကိုလေးတွေဘောကြစပလီနဲ့ဒီစပလီနဲ့ပြန်လို့လားစပလီကအလုံးဝလောက်ပါအောင်မလားOh my godတော့1999ခုကဆိုင်ခဲ့အဲ့ဆိုင်ကထောက်တာလားတော်တော်ကြာပြီပဲဘလောက်ပဲပျက်စီးနေပါစေเนาะဘလောက်ပဲဟောင်းတော့စုပ်ပြတ်တက်နေပါလေတကယ်တန်ဖိုးထားတဲ့သူရဲ့လက်ထဲကိုရောက်သွားရင်အသက်တစ်ဖန်ပြန်လဲပြီးတော့ဒါဖြစ်ပေါ်သွားတာပဲเนาะ Oh my god ကွာလာသွားပြီဝါရီကတော့ထူထူလေးတိတ်ချိုင်းကြမလို့ပါဘူးစူပါကတ်ဆိုတော့အများကြီးမရှိပါဘူးဝါရီကတော့ဒါမျိုးဘိန်းတွေပြန်ပြင်းပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်ပြန်လာလားမသိဘူးเนาะကျွန်တော်မြန်မာနိုင်ငံကိုဒါမျိုးအဟောင်းတွေပြင်ပြီးမှပို့လာတော့မသိပါဘူးဟုတ်ရှယ်လည်းဟုတ်ပါဘူးเนาะပြောရတာမဟုတ်လားအိုးတော့လာသွားအပြာလေးနဲ့ဖြူလေးနဲ့ကာဗိုက်တာတဲ့ရစကာဗိုက်တာရဲ့ပစ္စည်းသေးသေးလေးတွေပို့တော့တယ်လေအဲ့ဒီကောင်အဓိက main ပဲဗျတော်တော်ရှုပ်တယ်ကျွန်တော်အဲ့ကာဗိုက်တာကျွန်တော်တစ်ခါကိုယ့်ဘာသာကိုဖြုတ်ပြီးတော့ဆေးဘူးတယ်ဘာတော့အဲ့ဒီကထုံးကြည့်လားထုံးကြည့်သူကအတက်မပြီးတော့ကျွန်တော်ကစီဒီယိုးနေတာအဖြေဘလို့မှရှာမရဘူးကျွန်တော်ကမသိဘူးမတက်ဘူးဘာမှမဒီလိုမျိုးဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ကိုယ့်အနေကိုလေ့လာပြီးတော့ရှောက်လုပ်တာထုံးကြည့်လေးမှအတန်တာဘလို့မှလုပ်မရဘူးလဲနေတကယ်ကျဆက်ဆရာကိုခေါ်ပြီးလုပ်ခိုင်းမှာဒီတုံးကြီးမတက်ထားတာလေးတဲ့ဆိုမှဟောဒီတုံးကြီးလေးမှားပြီးတော့ရောင်းပြန်လေးတက်မိလိုက်တာနဲ့ကွာအဲ့ကာဗိုက်တာတစ်ခုတော့လုံးမလုံးတော့လားမှတ်မှတ်ရပဲဟောပြီးသွားပြီโอ้ไม่เดี๋ยวกว่าဆိုင်ကြတော့မိသီးထက်မိသီးကမီးဝါတယ်ねအဲ့တော့ဒီလိုဖေးကအရှိကမီးဝါတွေပဲတုံးကြတာဖြစ်တာချစ်စရာလေးတော့ဖြစ်တာဘူးလေချင်းင်းကိုဘိုက်တယ်ကွာတော်တော်ကိုတက်သွားပြီနော်ဘိုက်တယ်โอ้မိုက်တယ်ကွာဒိုင်ဘော့တွေလည်းအကုန်လုံးလုပ်ပြီပြီးရွာပြီးပို့မယ်ပါတယ်ပြောတယ်သူထုံထည့်တာနော်ထုံထည့်မှလည်းရမှာတချို့ပစ္စည်းတွေကကြတော့မရှိတော့တော့ကိုယ်ကလည်းတုံကုန်မှာထုံပြီးတော့ထည့်ပါမယ်အဆင်ပြေပါကလေးညက်
အချုပ်ပလိုက်ပြီးရပဲကလေးညက်စနိုင်ကုန်လေးတက်တော့မိုက်သွားပြီအာမိုက်တယ်ကွာတောက်နေပါရင်နဲ့ချော့တက်လို့လည်းမရအောင်နော်အတက်ပညာဆိုတာကနော်ကိုယ်တိုင်းစိတ်ဝင်စားမှုရှိမှအတက်ပညာဆိုတာတက်တယ်ဒီလေးစားစရာပဲအိုးမိုက်တယ်ဘာမှကိုပြောစရာမရှိတော့အကုန်လုံးပြီးဆရာကြီးမိုက်တယ်ကွာဒီလေးကိုလေးနဲ့ကြောဟုတ်သွားပြီစားမကတော့တွန်းလို့ရတယ်နောက်ပိုင်းတော့ကိုသွားတယ်အင်းချင်းပိတ်မိသွားပြီဆိုရင်ဆိုင်ကဲကောင်းသွားမိုက်တယ်ကွာဒီကိုလေးနဲ့ချစ်စရာလေးဒါလိုပဲလေးစီးပြီးတော့ကျွန်တော်မျိုးပေါ်ပတ်လိုက်လို့ရတော့နော်စော်လေးတွေဝဝဲလေအောင်ကြည့်နေမှသိကြတယ်ကဲအားလုံးပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပါစေဗျာနော်ဗီဒီယိုလေးကိုကြည့်ပြီးသွားရင်လည်းကျွန်တော်ကို like လေးပေးအသေးလေးပေးပြီးတော့ follow လေးလုပ်ခဲ့ပေးဖို့အကြံပြုချင်ပါတယ်နောက်နေ့ဒီမှာလည်းဒီလိုမျိုးဆိုင်ကယ် version တွေပညာပေး version တွေကိုကျွန်တော်အစမပြတ်တင်ပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံပြီးကြပါမယ်